Hello everybody, today I'm going to be talking about some expression used in restaurants. So let's get started. ဟုတ်ပါကျွန်တော်ဒီနေ့စားသောက်ဆိုင်တွေမှာဖြစ်ဖြစ် coffee ဆိုင်တွေမှာဖြစ်ဖြစ်ပြောလိပြောထားရှိတဲ့စကားသုံးအချို့ကိုကျွန်တော်ဒီနေ့ share လုပ်ပေးချင်တာဖြစ်ပါတယ်။ကဲဥပမာဝကြလေးကျွန်တော်ကြည့်လိုက်အောင်။မင်း coffee တောက်မလားလက်ဖက်ရည်တောက်မလားဆိုလို့ရှိရင် English လို့ Would you like coffee or tea? Would you like coffee or tea? လက်ဖက်ရည်တောက်မလား coffee တောက်မလားကဲနောက်တစ်ခုကျွန်တော်ကြည့်ကြည့်အောင်ငါဘာပဲဖြစ်ဖြစ်ရပါတယ်ဆိုလို့ရှိရင် English လို့ I'm fine with anything I'm fine with anything ငါဘာပဲဖြစ်ဖြစ်ရပါတယ်လို့ပြောဖြစ်ပါတယ်ကဲနောက်တစ်ခုကျွန်တော်ထပ်ကြည့်အောင်ငါ coffee လေးမှာလို့ရမလားဆိုလို့ရှိရင် English လို့ Can I get coffee Can I get coffee ငါ coffee လေးမှာလို့ရမလားကဲမင်းသဘောပါပဲဆိုလို့ရှိရင် English လို့ It's up to you It's up to you မင်းသဘောပါပဲမှာခြင်းလဲမှားလိုက်ပါနော်ကဲဒီလိုလေးကျွန်တော် expression လေးတချို့ကျွန်တော် share လုပ်ပေးချင်တာဖြစ်ပါတယ်အကျိုးရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ဖို့ကျွန်တော်တောင်းဆိုပါတယ် Thanks for watching see you in the next video